အိမ်အလုံးနဲ့ဒီစီးပွားရေးအလုပ်ကတော်တော်ရောနေပြီပေါ့နော်အဲ့ဒါလေးကိုကျတို့စီမံကိန်းချဖို့လိုအပ်တယ်ဆိုတာကိုကျတို့မြင်သွားတယ်။ကိုကပထမတော့ဟဲ့ငါဒီလောက်လုပ်နေတာငါ့တန်ဖို့မမြင်ဘူးလို့ကိုကထင်လိုက်တာပေါ့။အခုကျတော့ကိုကငါမှားနေတာပေါ့နော်ကျတို့သိစိတ်ရင်းပိုင်းနေကိုဘယ်လိုမျိုးပေါ့နော်အချိန်ကိုပို့ပြီးတော့စီမံရမလဲပြီးတော့အခုလက်ရှိပေါ့နော်ခေါ်ထားတဲ့ဝန်ထမ်းတွေကိုလည်းဘယ်လိုမျိုးလေးပြန်ပြီးတော့ပေါ့နော်ပလန်ချလို့ရမလဲဆိုတာလေးတွေတော့သိသွားတာပေါ့နော်အလုပ်တွေအရင်တည်းကအများကြီးပလန်မဆွဲထားတဲ့အခါမျိုးတွေရှိတဲ့အခါကျတော့နေမကောင်းတဲ့အချိန်တွေဆိုရင်တော့ပို့ကတင်တော့တင်ဖြစ်တယ်အရင်အများကြီးတော့မတင်ဖြစ်ဘူးပေါ့နော်အဲဒီအားနည်းချက်လေးတွေတော့ပြန်ပြီးတော့တွေ့ရတယ်ဒီထဲဟုတ်ကျွန်တော်နေမှာအခုတောင်းအပြည့်အဝယူပြီးတော့မှညာဘက်တွေဆိုလို့ရှိရင်လည်းကိုယ်ပဲအများကြီးစဉ်းစားပြီးလုပ်ပေးနေရတယ်ဆိုတော့အခုတော့ဒီချက်ပြောတဲ့ဟာဒီမှာအချို့လက်ရှိရှင်တွေထိ SOP ရေးတဲ့နေရာမှာတော့မှကျွန်တော်တို့မှတော်တော်လေးပြင်ဆင်ပြီးရေးနေရတဲ့ချို့လွဲမှားမှုတွေကိုပြန်ပြီးတွေ့ရပါတယ်ဆရာမဒီတင်တန်းကအခုဆိုရင် batch 2ကိုရောက်လာခဲ့ပြီ batch 1မှာတက်ခဲ့ကြတဲ့အယောက်တရာနီးပါးတော့တင်တန်းသားတင်တန်းသူတွေကတော့ဒီတင်တန်းကြီးပြီးသွားပြီဆိုတာနဲ့ကျမတို့မနှက်ဖြန်မှာဘာကိုအရင်ဦးဆုံးစပြီးတော့ပြုပြင်ရတော့မလဲပြောင်းလဲရတော့မလဲကိုယ့်ရဲ့ business အတွက်ဘယ်နေရာကိုငွေ3ရတော့မယ်ဆိုတာကိုကွက်ကွင်းသိသွားခဲ့တယ်ကိုယ့်အတွက်လိုအပ်တယ်ဆိုရင် check up လို့အမြန်ဦးဆုံးရိုက်နေပြီးတော့တင်တန်းသွားရောက်ပြီးတော့ join လိုက်ပါလို့ပြောချင်ပါတယ်